လာတာတွေအော်ကြည်လို့ဘဝလာလိုက်တဲ့ကိုတော့မမရွှေချီကြည်လေးနဲ့ကိုတော့ခိုင်မမဒီရောမအလားဆုံးမျက်လုံးပေါက်တဲ့ထောင်လာတာတွေအော်ကြည်လို့ဘဝလာလိုက်တဲ့ကိုတော့ခိုင်မမလွာလေးချာလွာလေးလည်းအမတို့ရှင်လောင်းလေးရညမဆန်းဆန်းဣတရီရရအလေပေးတိုင်းမှာကောင်းတတိကြီးတဲ့ကျွန်တော်တို့ရွာလေးကညောင်နေချင်းရှင်ပြီးတော့လာလိုက်တဲ့ကိုတော့ဘယ်တော့မှညလွာလေးချာရွာလေးလည်းအမကိုရှင်လောင်းနေရညမဆန်းဆန်းဣတရီရရအလေပေးလိုက်မှာဘုံတရီကြီးတဲ့ကျွန်တော်တို့ရွာလေးကနောက်နေချင်းရွာလေးကလာလိုက်တဲ့ကိုတော့ကမမကိုတော့ကိုင်မမကိုတော့ကိုင်မမမမတို့တော့ခိုင်မမဒီရောတရွာလုံးမှာသူသာလာဆုံးမှာရှင်လောင်းလေးရကာလာသားတွေဝိုင်းဝိုင်းကအမှုရာကြီးဆဆအပြုံးလေးကများများဘယ်သူမှတို့ရှင်လို့မရကျွန်တော်တို့ရွာရင်းကလာလိုက်တဲ့ကိုတော့ခိုင်မမလာသမျှပေးကံကျွေးစမ်းမညူနေပါ၏မလို့ပြောစီတာတညာညာမစေဒါနာပွဲစင်နွယ်လို့ကုသိုလ်ယူအမခန့်လောက်စရာထူတဲ့လူ
ပြောစရာကောင်းတဲ့အလူပြောစရာကောင်းတဲ့အလူကြွရောက်လာကြသောပရိသတ်အပေါင်းတွေကိုယူလုံးဝမြောက်ဆုံးချိန်တဲ့ညစုတို့ပဲဝိုင်းနေမင်္ဂလာတွေယူ OCT လုံးမြိုင်ဆိုင်ငါတမှုပြောစရာလူအိုပြောစရာလူအားလုံးပြောတဲ့အလူတကယ်ကိုစံပြလူစေတနာတရေမွေးပြန်လို့ကျူတရားအကောင်းနဲ့အလူတနေ့လုံးရဲ့အားကြစရာဒီလူတကယ်ကိုစံပြလူစေတနာတရေမွေးပြန်လို့ကျူတရားအကောင်းနဲ့အလူနေမိမလာပြင်စင်ထားတဲ့ဒီလူအောင်စီရန်အောင်မောင်နဲ့အောင်ရမင်္ဂလာရီအောင်လန်တလူလူစီကပိုင်မြိတ်လို့ရခမ်းနာတဲ့အလူအမျိုးသားမျိုးသမီးတွေပြောကြည့်ပြောတဲ့အလူရင်းနှီးရဝေးလူကြီးခလေးမကြမ်းလာသမျှပေးကံကျွေးစမ်းမညူသူနေပါဤမလို့ပြောစီတယ်တညညမစေဒါနောက်ပွဲစင်နွေးလို့ကိုယ်တို့ယူအမခံလောက်စရာထူတယ်